အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြသွားမှာတော့ကိုယ့်ရဲ့ computer ရဲ့ network gap ပေါ့နော် NIC မှာ IP address ကို command line ကိုအသုံးပြုပြီးတော့မှဘယ်လို assign လုပ်လို့ရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီ command line ကိုသုံးပြီးတော့မှ IP address ကို assign လုပ်မယ်ဆိုရင် CMD ကိုအရင်ဆုံး run administrator နဲ့ run ပေးရမှာဖြစ်ပါတယ်Okay အဲ့တော့ command line interface ကိုသုံးပြီးတော့မှ IP address ကိုဘယ်လို assign လုပ်ရမလဲဆိုတာလေးစလုပ်ကြမယ်အရင်ဆုံး command line interface ကိုသုံးပြီးတော့မှသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ CMD ကို command line ကိုပေါ့နော် run administrator နဲ့ run ပေးရမှာဖြစ်ပါတယ်command line interface ကို run administrator နဲ့ run ပေးရမယ် run administrator နဲ့ run လိုက်ရင်ခုရဲ့ command line တွေကဘယ်လိုကြာလာပါလဲဆိုတော့ C အောက်က window အောက်က system32 ဆိုတဲ့အောက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ရင်သုံးရမယ့် command လေးက nest ဆိုတဲ့ command လေးဖြစ်ပါတယ် Okay အဲ့တော့အရင်ဆုံး command line လေးကို run administrator ဘယ်လို run ရမလဲဆိုတာပြမယ် window key လေးကိုနေပြီးတော့ CMD လို့ရိုက်ရှာမယ်ရိုက်ရှာပြီးသွားရင် run administrator ဒီကနေမသွားခြင်း right click ထောက်ပြီးတော့ run administrator ကနေလည်းသွားလို့ရတယ် Okay ဒီလိုပဲဘယ်ကနေပဲဖွင့်ဖွင့်ပေါ့ပြီးတော့ yes or no မင်း yes လို့ပြောပြရမယ်အဲဒါဆိုရင် command line interface လေးကဆိုတော့ကကျွန်တော်ပြောခဲ့တဲ့လမ်းကြောင်းလေးကိုရောက်သွားပြီ Okay အဲ့တော့ CMD ကို run administrator နဲ့ run ပြီးသွားပြီဆိုရင်တောင်းရမယ့် command လေးက mdsh space select question ဒါတော့ကိုသုံးမဲ့ command နဲ့ပတ်သက်တဲ့ information ကို have file ခေါ်တာပေါ့ space select question ဆိုတာ IP address တွေကို command line ကနေအသုံးပြုပြီးတော့မှပေးခြင်းတယ်ဆိုရင်တော့ဒီ command လေးကိုသုံးပေးရမယ်ဒီ command နဲ့ပတ်သက်ပြီးတော့မှသွဲသုံးလို့ရမယ့် option တွေ parameter တွေcontent တွေပေါ့ command ရဲ့ content တွေပေါ့ဒါတွေအကုန်လုံးကိုသိချင်တယ်ဆိုတော့ space select question နဲ့ have file ခေါ်လို့ရတယ် NEDSA နောက်မှာ -a ဆိုတဲ့ alias file တွေ -c content တွေremote machine ဆို -r ပေါ့ဒီလိုမျိုးအရာတွေနဲ့အားလုံးတွဲသုံးလို့ရတယ်လို့ပြောထားတယ် usage အနေနဲ့အဲဆိုရင်တော့ဒီမှာ configuration တွေကိုကျွန်တော်တို့ဒါသွားပြီးတော့မှပေါင်းထည့်တာတို့ပါလို့လုပ်လို့ရမယ် firewall နဲ့ပတ်သက်ပြီးတော့ manage လုပ်ချင်တယ်ဆိုတော့ advanced firewall ဒီလို command တွေနဲ့သုံးလို့ရမယ်ပြီးရင် SCDSS ဆိုတာမျိုး configuration update တွေကိုပြောင်းချင်တာမျိုးပေါ့ information ပြန်ကြည့်ချင်တာမျိုး configuration နဲ့ပတ်သက်တဲ့ဟာတွေကိုပြန်ပြီးတော့ကိုလုပ်ထားတဲ့အတိုင်း home mode ဆိုတာပြန်စစ်ချင်တယ် show ရင်းနဲ့စစ်လို့ရတယ်ပြီးတော့ WinSocket ဆိုတဲ့ဟာတွေဒါတွေအကုန်လုံးနဲ့ nest နဲ့တွဲသုံးလို့ရတယ်လို့ပြောချင်တာဖြစ်တယ်ဒါကတော့အရင်ဆုံး command မြိုက်ခင်မှာ have file ခေါ်ကြည့်တာဖြစ်တယ် Okay အဲဆိုရင်တော့ကိုယ့်ရဲ့ computer ရဲ့ network gap တွေကို information ဘယ်လိုကြည့်လို့ရမလဲပေါ့ command လေးအဲ့လေးကြည့်ပြမယ် NEDSA ဆိုပြီးတော့မှ show command နဲ့တွဲသုံးမယ်ပေါ့ nest interface show interface ဒီ enter Okay အဲ့ဆို nest interface show interface ဆိုပြီးတော့မှရန်တဲ့အခါမှာကိုယ့်ရဲ့ computer မှာရှိတဲ့ network gap တဲ့ information ကိုပြပေးတယ် Okay အဲ့တော့အပေါ်ဆုံးကနှစ်ခုဒီကျွန်တော်ရဲ့ computer မှာ VMware software ကိုထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ network gap လေးဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့ computer မှာရှိတဲ့ Wi-Fi ပေါ့ wireless network gap ဖြစ်တယ်ဒါကတော့ဒီကျွန်တော် testing လုပ်ဖို့အတွက်ရည်ပြီးတော့ဒီဆောက်ထားတဲ့Microsoft Loop Editor လေးဖြစ်တယ်အခု IP ပေးပြမှာဒီ Loop Editor လေးမှာ Ethernet လို့ခေါ်တဲ့ network gap လေးမှာပေးပြမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာမှတ်ရမှာဒီကို IP assign လုပ်ချင်တဲ့ network interface ရဲ့ name ဖြစ်ပါတယ် interface name လေးကိုမှတ်ထားမှာဖြစ်ပါတယ်တချို့က Ethernet တချို့က Ethernet 2 Ethernet 3ဒါမျိုးတွေပေါ်နိုင်ပါတယ် Okay အဲ့တော့ကိုယ့်ရဲ့ computer မှာရှိနေတဲ့ network ရဲ့ interface name လေးကိုတော့တခြားလေးသိနေမှရမှာဖြစ်တယ်ဒီ interface name ကိုအသုံးပြုပြီးမှပေးရမယ် IP စပြီးတော့မှပေးမယ်ပေါ့မပေးခင်မှာNEDSH
ညဦးဆုံး IP setting လေးကို update ထားပြပါမယ် Nest interface IPv4 set address name equal to Ethernet ဒီနေရာလေးမှာကိုယ့်ရဲ့ computer network က Ethernet space 2 space 3လို့ဖြစ်ခဲ့မယ်ဆိုတော့ Java ကုတ်ထဲမှာရေးပြရမယ် XML ဒီလိုလေးပေါ့ Java ကုတ်လေးထဲမှာအဲ့ Ethernet ရဲ့ name ကိုထည့်ပြရမယ်။ဘာဖြစ်လို့လဲဆိုရင်နာမည်ဒီမှာ space ချထားရင် open inverted comma open inverted comma close inverted comma တွေမှာထည့်ရေးပြရတယ်။အခုလက်ရှိကျွန်တော်ရဲ့ computer မှာက Ethernet ပေါ့နော် ရိုး Ethernet ပဲဖြစ်တဲ့အတွက်ကြောင့် Java ကုတ်ထဲမှာထည့်ရေးစရာမလိုဘူး။ဒီလိုနာမည်တွေမှာ Ethernet space 2လို့ Ethernet space 3လို့ဖြစ်ခဲ့မယ်ဆိုတော့အဲ့ဒီနာမည်တွေကို Java ကုတ်လေးထဲမှာထည့်ရေးပေါ့ open inverted comma close inverted comma တွေမှာထည့် Okay အခုကကျွန်တော်တို့ IP setting ကို update ထားမှာဖြစ်တဲ့အတွက်ကြောင့်မို့ Ethernet နာမည်တွေပြောပြီးတော့ရင် DHCP လို့ပြောပြီးတော့မှာပဲဒီ enter ခေါက် Okay အဲ့တော့ဒီ Ethernet ဆိုတဲ့ network ကလေးကိုလည်းသူက enable ကလုပ်ထားပြီးသားပေါ့နော် already enable လို့ပြောထားတယ်ဆိုတော့ enable လုပ်ထားပြီးသားဖြစ်တယ်တဲ့။အဲ့တော့ပြဿနာမရှိဘူး IP စပေးလို့ရတယ်ပေါ့။ Okay IP စပေးမယ်ဆိုရင် NETSH interface IPv4 set address Ethernet ရဲ့ name ကိုတော့မြန်ရိုက်ထည့်ပေးရပါမယ်။အသေးကြီးတော့မားလို့ရတယ်ပေါ့ဒီမှာတော့ case sensitive မဖြစ်ဘူးstatic လို့ပြောပြရမယ် manual ပြီးမှဖြစ်တဲ့အတွက်ဆိုတော့ကြောင့် DHCP က IP setting ကို update ထားခြင်းလို့အခုကကျတော့ manual assign လုပ်မှာဖြစ်တဲ့အတွက်ကြောင့် command line ကိုတော့ static လို့ပြောပြရမယ် static ရဲ့နောက်မှာ line မှာကိုပေးမယ့် IP address အဲ့စမဲ့ကျွန်တော်က class C address တခု assign လုပ်ပြမယ် 192.168.100.10 ပေါ့အဲ့စမဲ့ဒါလေးပြပြမယ်ပြီးရင်အခုကျွန်တော်ရိုက်ထည့်လိုက်တဲ့ IP address ရဲ့ sender man လေးကိုထည့်ရမယ် class C ရဲ့ default sender လေးနဲ့ပဲရိုက်ပြမယ်ဒါကကိုပေးမယ့် IP နဲ့ sender နဲ့ရိုက်တာဖြစ်တယ်ပြီးတော့ရင် gateway ပါတစ်ခါလေးထည့်လို့ရ gateway address 192.168.100.254 လို့ပေးလိုက်မယ် gateway address IP ရဲ့ sender ရဲ့ gateway ရဲ့တစ်ခါလေးထည့်လို့ရ Okay အဲ့ဒါဆိုရင်ဒီမှာ IP address လေးကိုပေးလိုက်ပြီပေါ့ gateway address လေးပါထည့်ခဲ့တယ်ကိုပေးထားတဲ့ IP address တွေအတိုင်း Ethernet ဆိုတဲ့ network ကလေးမှာရောက်သွားလားမရောက်သွားလားပြန်ပြီးတော့မှ verify လုပ်မယ်ပြန်စစ်မယ်ပေါ့စစ်မယ်ဆိုတော့ IP confirm စစ်မယ် Ethernet ဆိုတဲ့အထာလေးကိုရှာရမယ်ဒီမှာပါ Ethernet ကျွန်တော်တို့ပေးခဲ့တဲ့ IPv4 address လေးတွေ့ရမယ်သစ္စာရ sender man ကျွန်တော်ရိုက်ထည့်ခဲ့တဲ့သစ္စာရ gateway address ဒါလေးကြားနေရမှာဖြစ်တယ်အဲဆိုတော့မင်းသွားပြီပေါ့ကိုပေးခဲ့တဲ့ IP setting နေနဲ့ပတ်သက်တဲ့ information ဒီကြည့်ချင်တယ်ဆိုတော့ IP config နဲ့ပဲမဟုတ်ဘဲနဲ့ space select all ဆိုတဲ့ command နဲ့ပါတွေ့သုံးလို့ရတယ်အဲဆိုတော့ပို့ပြီးတော့ network တစ်ခု information ကို detail ကြည့်နိုင်ပြီပေါ့ဒီမှာဆိုရင် Ethernet ဆိုတဲ့ data လေးကို assign လုပ်ခဲ့တယ်ကျွန်တော်တို့ Ethernet ဆိုတဲ့ data လေးကတဲ့ Microsoft Local data လေးဖြစ်တယ်သူရဲ့ physical address လို့ခေါ်တဲ့ MAC address လေးကဒီကောင်ပါ DHCP ကို enable မလုပ်ခဲ့ဘူးပေါ့တော့မျိုးပါဆို manual assign လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပေးခဲ့တဲ့ IP address လေးကဒီကောင်လေး prefer သူရဲ့သက်ဆိုင်ရာ sender man ပြီးတော့ရင်ကျွန်တော်ပေးခဲ့တဲ့ default gateway address okay အဲဒါကျွန်တော်တို့ assign လုပ်ခဲ့တဲ့ IP address လေးကြာလာပြီပေါ့ကြာလာပြီဆိုတော့ဒါရပြီပေါ့အဲဒါနောက်တစ်ခုကဘာပေးလို့ရတယ်လဲဆိုတော့ DNS server address ကိုပါတခါလေ command ကနေ assign လုပ်လို့ရတယ် command လေးကတော့သုံးရတဲ့ command အတူတူပဲ yes enter IPv4 set address mode တော့ပဲနဲ့ DNS ကိုရေးပေးရမယ် DNS address ကို assign လုပ်ချင်တယ်ဆိုရင် next interface IPv4 set DNS name equal to Ethernet ပြီးတော့ static ဆိုပြီးတော့မှကိုပေးခြင်းနဲ့
DNS server address ပေါ့ query network ထဲမှာကိုပိုင် DNS server တွေ create လုပ်ပြီးသုံးထားခဲ့မယ်ဆိုရင် DNS server တွေရှိခဲ့မယ်ဆိုရင်အဲ့ဒီ server မှာ assign လုပ်ခဲ့တဲ့ IP address ကိုတခါတည်းညွှန်ငယ်လို့ရတယ်ဒီ step တွေတောင်မရှိဘူးဆိုတော့ example Google ရဲ့ public DNS ပေါ့နော် cloud လဲဆိုရင်1လေးလုံးပေါ့ Google ဆို8လေးလုံးဒီကောင်လေးတွေကိုစင်ဝင်နေ assign လုပ်ကြည့်ပေါ့ဒီမှာတော့ကျွန်တော်က Google ရဲ့ public DNS address ဖြစ်တဲ့8လေးလုံးလေးကို assign လုပ်ခဲ့တယ်ပေါ့ enter ခောက်ပါမယ်Okay အဲ့ဒါကတော့ DNS server address လေးကိုကိုယ့်ရဲ့ computer network မှာ command line ကိုအသုံးပြုတော့မှ assign လုပ်တာဖြစ်တယ် Okay အဲ့ဆိုရင်ကိုပေးခဲ့တဲ့ IP address တွေSubnet တွေ gateway တွေ DNS server IP address တွေကြာလာမကြာလာရောက်သွားလားမရောက်သွားလားပြင်ဆင်နေပါနော် Okay IP config space လက် on နေမယ်ဆက်ရမယ်အဲ့ဆိုရင်ကို manage လုပ်ခဲ့တဲ့ network ကိုတွားကြည့်ရမှာဖြစ်တယ် Ethernet ဆိုတဲ့ network လေးမှာ manage လုပ်ခဲ့တယ်အဲ့ဒါကြောင့်မို့ Microsoft KMW web data ပေါ့ Ethernet ဆိုတဲ့ကောင်ဒီနာမည်လေးရှိ MAC address IP address Subnet map default gateway ဆိုတော့ကကျွန်တော်ပေးခဲ့တဲ့ DNS server IP ပဲရောက်နေပြီ Okay အဲ့ဒါကတော့ command line ကိုအသုံးပြုပြီးတော့မှဒီကိုယ့်ရဲ့ computer ရဲ့ network မှာ IP ဘယ်လို assign လုပ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒါပြောပြခဲ့တာဖြစ်တယ်အားလုံးဒီ video လေးကိုကြည့်ပြီးတော့မှ command line ကိုအသုံးပြုပြီးတော့မှ IP assign လုပ်တဲ့ကိစ္စတွေ DNS server address တွေကို assign လုပ်တဲ့ကိစ္စတွေကိုလိုက်လို့အဆင်ပြေကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်